ခုဘူးစင်တွေပါစောက်ပြီးပြီနောက်မှအလုပ်တွေလောက်ရတာအများကြီးပဲအလုပ်ပိတ်ရက်မှာမနာအောင်တစ်မျိုးပြီးတစ်မျိုးဆက်နေအောင်ကျွန်တော်တို့အလုပ်တွေလုပ်ပြီးပြီဆိုတော့အခုကျွန်တော်တို့လက်ဖက်ထုံးနဲ့သမင်းဖူဖူနဲ့ကျွန်တော်စားမှာဖြစ်ပါတယ်အခုဒီမှာသမင်းကအခုမှသမင်းဖူဖူလေးနဲ့လက်ဖက်တုံးနဲ့ပေါ့နော်လက်ဖက်တုံးမစားတာနှစ်ပတ်လဲသွားပြီဗျာကျွန်တော်တို့လက်ဖက်တုံးမစားဖြစ်တာအခုကျွန်တော်ဒီမှာကျွန်တော်တို့မှာချင်းကန်ဆက်မှာစောမိုးတာဗာလဲနာမည်စောမိုးဒါချင်းကန်ဆက်လက်ဖက်နော်ဒါကိုဝယ်တယ်ဒါကတော့ရိုးရိုးအချိုလက်ဖက်နော်ကျင်မွေးဟုတ်ပါဘူးဂျင်းမွေးဂျင်းမွေးလက်ဖက်နော်ဂျင်းမွေးမဟုတ်ဂျင်းမွေးရတာကျွန်တော်ဘွားနာမည်ဂျင်းမွေးလက်ဖက်ဒါအချိုပေါ့အဲ့ဒါဂျင်းမွေးကဟုတ်ပါဘူးဂျင်းမွေးကအချိုဟောရှုပ်ကုန်ပြီစောမိုးကအစောမိုးနဲ့စောမိုးကအဆက်စင်ငံဆက်ဒါနှစ်ပြောချမ်းနှစ်ပြန်ကျော်နှစ်ပြန်ကျော်ကမဆုမောမေစုမောစုကတော့ SUU ဆိုတာမေစုမောနဲ့ဟုတ်တယ်မေစုမော S မှာ U နှလုံးတော်မေစုမောကလည်းဆိုဟုတ်ပြီအဲ့ဒါအဲ့နှစ်ပြန်ကျော်နဲ့ကျွန်တော်တို့အခုလက်ဖက်တုပ်ချင်းကန်ဆက်နဲ့အဲ့ဒါစီလေးဆန်းပြီးတော့ပဇွန်ကြောက်ကတော့ဒါဟိုး Springfield Illinois State မှာတည်းကဝယ်ထားတဲ့ပဇွန်ကြောက်အခုမှကုန်တာပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးတော့ဆွဲမှာသမင်းဖူဖူနဲ့โอเคဂရမ်မာအသားကန်ကြီးလက်တီတုံးနေလို့တဲ့သင်္ကန်းစမ်းနဲ့လက်ဖက်ကလည်းအများကြီးလည်းမစားရသေးဘူးပေါ့နော်ဒါကျွန်တော်တို့ဘိုက်ဒီဘိုင်နာမှာဆိုလို့ဟောသင်္ကန်းစမ်းလေးကပုံမိုက်တယ်ဗျာပစုံကြောင်လေးထဲလာအောင်မယ်ဟောဘိုင်ညာမဟုတ်သမင်းပူပူနဲ့လက်ဖက်သုံးနေရတော့မြန်မာပြည်မှာခဏစားတာပေါ့နော်အမေရိကန်မှာကြောက်လဲဒီလိုမျိုးတစ်ခါတလေမှစားဖြစ်တယ်စိတ်မေ့ရောဖြစ်နေတာပေါ့အရသာတော်တော်ကောင်းမယ်ဆိုတာတော့လူတိုင်းသိပါတယ်ဘာလို့လူတိုင်းစားဘူးတော့လက်ဖက်သုံးနေသမင်းနဲ့ဟောမွေးရလားစက်တမျိုးလေးတုပ်စက်တမျိုးလေးကြိုက်တို့မှမဟုတ်ကြိုက်တာငရုတ်သီးနဲ့မဟုတ်စက်တမျိုးကြိုက်လိုက်တော့ရှယ်ဖြစ်သွားပါတော့စားကြည့်ပြလက်ဖက်လေးရှိရင်လက်ဖက်တုပ်လေးနဲ့သမင်းနဲ့ခြာရတယ်ဟောနော်တုပ်တယ်တော့လက်ဖက်သမင်းလက်ဖက်သမင်းတွေပါကြီးကျွန်တော်တို့ကြောင်းသွားတော့အဝေးတင်တွေပါကြီးတက်တော့တက်ကတူမှာဆိုကျွန်တော်တို့စားကြစုနေနာပါဟိုကလက်ဖက်တော်ရင်ကြီးဟုတ်ပါစုလီဖျားနာမှာလေလက်ဖက်တွေတုပ်ပြီးတော့လက်ဖက်သမင်းရောင်းတာလေစုလီဖျားရန်ကုန်စုလီဖျားမိသက်နာမှာလေ你们要。